အဲ့ဒီနေ့လေးကိုအမတ်တရားနေ့တစ်နေ့အနေနဲ့သိမ်းထားခြင်းနဲ့ဆိုရဲအတိတ်ပင်နဲ့အများစုသုံးကြတာကိုတွေ့ရလေးရှိပါတယ်တကယ်တမ်းတော့ save the date ဆိုတာကအဲ့ဒီလိုမျိုးကိုဆိုလိုချင်တာမဟုတ်ပါဘူးဒါဆိုရင် save the date ရဲ့အတိတ်ပဲကဘာဖြစ်မလဲအားလုံးပဲမင်္ဂလာပါတချယ်လူစီယာဖြစ်ပါတယ်ဒီဗီဒီယိုထဲမှာတချယ်ကတော်တော်များအသုံးမလေးရှိတဲ့ phrase တစ်ခုကို share လုပ်သွားပေးမှာပဲဖြစ်ပါတယ်အဲ့ဒါကတော့ save the date ဆိုတဲ့ phrase လေးပဲဖြစ်ပါတယ်ဒီ phrase ကိုတော်တော်များက graduation မွေးနေ့ပွဲ wedding ပွဲလိုမျိုးအမတ်တရားဖြစ်စေမဲ့နေ့တွေကိုဖြတ်တန်းရတဲ့အခါမှာအဲ့ဒီနေ့လေးကိုအမတ်တရားနေ့တစ်နေ့အနေနဲ့သိမ်းထားခြင်းနဲ့ဆိုရဲအတိတ်ပင်နဲ့အများစုသုံးကြတာကိုတွေ့ရလေးရှိပါတယ်တကယ်တမ်းတော့ save the date ဆိုတာကအဲ့ဒီလိုမျိုးကိုဆိုလိုချင်တာမဟုတ်ပါဘူးဒါဆိုရင် save the date ရဲ့အတိတ်ပဲကဘာဖြစ်မလဲ save the date ဆိုတာကတချို့တို့ကိုကတစုံတစ်ယောက်ကို wedding တော့မဟုတ် event တစ်ခုခုဖိတ်ကြားတဲ့အခါမှာအဲ့ဒီနေ့လေးအတွက်အားထားပေးပါဒါမှမဟုတ်အဲ့ဒီနေ့လေးကိုတည်တံ့ဖယ်ထားပေးပါဆိုတဲ့အတိတ်ပဲနဲ့တုံးပါတယ်ပြောမယ်ဆိုရင်တော့အဲ့ဒီရက်လေးကို reserve လုပ်ထားပေးပါပေါ့နော် reserve the date ဒါမှမဟုတ် mark the calendars ဆိုပြီးမှလည်းသုံးပြကြပါတယ်ဥပမာတစ်ခုအနေနဲ့ပြောမယ်ဆိုရင်ဒီချက်ကလာမယ့်10လပိုင်း10ရက်2025မှာကျင်းပမယ့်မွေးနေ့ပွဲလေးအတွက်အဲ့ဒီနေ့လေးကိုအားနေပေးပါဒါမှမဟုတ်ရင်အဲ့ဒီနေ့လေးကိုတည်တံ့ဖယ်ထားပေးပါလို့ပြောချင်ရင် save the date 10th October 2025ဆိုပြီးမှသုံးလို့ရပါတယ်ဒါဆိုရင်အားလုံးပဲ save the date ရဲ့အသုံးပြုပုံကိုနားလည်သွားကြပြီလို့ထင်ပါတယ်ဗီဒီယိုကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်ပြီးမှအဆုံးကြမယ် Bye for now